အကောင်လုံးရဲ့တောင်းဆိုမှုရဒီနေ့တော့ထမင်းလေးကြော်မယ်ပေါ့နော်ထမင်းလေးကြော်မယ်ဆိုတော့ဝက်ဥကြောင်လေးတွေခါကျဲဥပြီးရင်ပန်းပွင့်လေးတွေပြီးရင်အသားပါဝင်မဲ့အသီးနဲ့ပစ္စည်းအကုန်လေးတွေကိုပေါ့နော်ဆေးကြောပြီးတော့လှီထားမယ်ပြီးရင်ဒီလိုထမင်းလေးကိုအေးခံထားမယ်ပြင်စီဘူးလာပြီဆိုလို့ရှိရင်တော့ကြက်ဥလေးတွေကိုအရင်ကြော်မယ်ပေါ့နော်အဲ့ဒါမှထမင်းကြော်လေးရောမှုတဲ့အခါစားရပေါ့နော်ပြီးတော့လို့ရှိရင်စီဘူးလာလို့ရှိရင်ခုနကြက်ဥကြော်ထားတဲ့စီတွေကိုပဲပြုတ်ဖြူနေခြင်းရဲ့ရှောက်ကုန်းမှုလေးရဲ့အမွှေးအောင်စီတက်လိုက်မယ်ပြီးရင်အသားထည့်မယ်အသားလေးစီတက်ပြီးရင်ဝုတ်တောင်လေးထည့်လိုက်မယ်နှစ်ခုရောပြီးတော့ဒီအသားလေးတွေရေခမ်းလာအောင်ထိစီတက်ပြီးသွားဆိုလို့ရှိရင်ပြီးမှန်လေးတွေထည့်မယ်ပေါ့နော်ဒီခါကျဲဥထည့်မယ်ပြီးလို့ရှိရင်ပန်းပွင့်ထည့်မယ်ပြီးရင်ဂျူးထည့်မယ်အဲ့ဒါလေးအကုန်လုံးလုံးဝနည်းနည်းလေးနွမ်းသွားအောင်ထည့်မယ်ပေါ့နော်ပြီးရင်အရာသာစားအရာသာမို့ခယူးစီပင်ငံပြားကြီးအကြီးအကုန်ထည့်လိုက်မယ်ပေါ့နော်ပြီးရင်ကြက်ဥလေးပါရောထည့်ပြီးဝင်လိုက်မယ်ပြီးရင်နောက်ဆုံးမိထမင်းလေးထည့်မယ်ပေါ့နော်ထမင်းလေးထည့်ပြီးသွားရင်ပင်ငံပြားကြီးအနောက်ရဲ့ခယူးစီလေးရောထည့်ပြီးတော့လုံးဝတမအောင်ဝင်လိုက်တဲ့အချိန်ကျရင်လုံးဝဆိုင်မှာစားရတယ်လို့ပဲအနံမွေးလေးနဲ့ထမင်းကြော်ကောင်းလေးရပြီပေါ့နော်အခုလိုမျိုးအိမ်မှာကြော်စားလို့ရှိရင်အိမ်ကအကုန်လုံးသဘောကျကြတယ်